ဘာလာလောက်ကြရလဲ ဒီကိုပဲလာတာလေသားလေးကိုတတိယလို့လာတွေ့ရင်းနဲ့ဒါနဲ့သားလေးရောဘယ်သွားလဲ အားလေးရဲ့ကြောင်းသွားတယ်လေအားလေးရဲ့ညနေမှပြန်ရောက် ဟောဟုတ်လားနင်တို့ရောစင်ရောက်ပြေးကြလား ဒီလိုပါပဲစင်ပြေတယ်လည်းပြန်ဟုတ်ပါမယ် တဲ့ကိုပတ်စံ9လောက်ပဲ မလုပ်လို့လေ ဟောသားလေးဒီမှာစာရေးတောင်းရင်းနဲ့မိုးမိုးလေးပေးခဲ့ခြင်း 900လောက်နဲ့ဘာလို့လို့ရမှာလဲ တဲ့ပတ်စံလောက်နေတယ်ဘာလို့လဲ ဟာလာကလေးတွေလိုအပ်တာလေးသုံးလို့ရအောင်မိသားတယောက်တိုင်းနဲ့ကလေးတယောက်ကိုပြုစုပြနေတာလွယ်တဲ့ကိစ္စမဟုတ်မိသားကြီးကိုကြည့်တာပါလေကျေးဇူးတင်ပါတယ်ငါတို့သားမျိုးခုချိန်ကြီးပြင်မထားဘူးဟုတ်ပါတယ်နောက်လည်းတခုခုကူညီလို့ဖြစ်တကယ်ရှိအမနာနဲ့နော်ပြောနော်ခုတော့သွားလိုက်အောင်လေ တော့